ငင်းညာရင်တိုက်ပွဲလို့အမည်ရတဲ့တခြင်းလေးကိုကျွန်တော်ရွေးချယ်ထားပါတယ်အဲ့ဒီတခြင်းလေးဟာကျွန်တော်1982ခုနှစ်ရန်ကုန်မှာကျောင်းသားဘဝနဲ့ကျောင်းလာတက်ဆင်ကလေးကကျွန်တော်ဆိုချင်တဲ့တခြင်းမှာဒါပေမဲ့ကျွန်တော်တို့စင်ဆာစာပေစီကခွင့်မပြုတဲ့အတွက်ကျွန်တော်တို့ဆိုလို့မရခဲ့ပါဘူးအဲ့နောက်ပိုင်းမှာကိုခမောင်တို့ကလွန်ခဲ့သောနေ့ဆိုတဲ့ကောင်းစဉ်နဲ့တခြင်းစာသားပြင်ပြီးတော့ဆိုပါတယ်ဒါပေမဲ့ကျွန်တော်အခုမူရင်းသခြင်းဖြစ်တဲ့ငြိမ်းချမ်းရေးတိုက်ပွဲကိုကျွန်တော်ဆိုပါမယ်ငြိမ်းချမ်းရေးတိုက်ပွဲဆိုတာကျွန်တော်တို့ငြိမ်းချမ်းရေးအတွက်တိုက်ပွဲပါကျွန်တော်တို့သမိုင်းကိုပြန်ကြည့်နေတိုက်ပွဲတွေရှိပါတယ်เนาะပဒေသရိခေတ်ကတိုက်ရုံထွက်ဖို့တိုက်ပွဲရင်းရှင်မျိုးစုံပေါ့ကျွန်တော်တိုက်ပွဲတွေရှိတယ်အဲဒီမှာလူထုလူဒန်းစားအမျိုးမျိုးတိုက်ပွဲအမျိုးမျိုးပုံစံမျိုးမျိုးနဲ့လူတွေအလုပ်သမားတွေသူ့အခွင့်အရေးအတွက်ចောင်းသားတွေသူ့အခွင့်အရေးအတွက်လူတွေလူအခွင့်အရေးအတွက်ကျွန်တော်တို့တိုက်ပွဲတွေဝင်ကြတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်တို့ဝင်တဲ့တိုက်ပွဲဟာငြိမ်းချမ်းရေးအတွက်တိုက်ပွဲပါဆိုတော့ကိုနေဝင်ရေးစထားတဲ့ငြိမ်းချမ်းရေးတိုက်ပွဲလေးနဲ့ကျွန်တော်ဒီပွဲကိုအဆုံးသတ်ချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်
အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ